ဆုံးအမျိုးသမီးဇက်ဆောင်စုကိုရရှိသွားတဲ့သူကတော့ကိုနဲ့အတူတူနေတဲ့သူဆိုတော့ပို့ပြီးရင်ခေါ်ရတယ်ကျွန်တော်မိန်းမပဲဖြစ်ပါတယ်ခင်ဗျာရရှိသွားတဲ့ဇာတ်ကားကတော့ယောက်ျားရည်ဆိုတဲ့ဇာတ်ကားနဲ့ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ဧည့်သည်တော်ကြီးများခင်ဗျာကျွန်တော်မိန်းမဟာဆိုရင်ဖြင့်သူချစ်ရတဲ့ခင်မွန်းဖြစ်တဲ့ကျွန်တော်အပေါ်အကြမ်းအလွန်ချွဲနွဲ့ဆုံးလင်းစွာဖြင့်သူ့နေရာနဲ့သူအံဝင်အောင်သူမရဲ့ယောက်ျားနိုင်ခြင်းအမှုပညာကိုပြသနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာယောက်ျားကိုအလုတ်ခိုင်းရတွင်6တလဲ6တလဲဖြင့်ပိုင်နိုင်စွာယောက်ျားကိုကင်တွယ်နိုင်ခဲ့ပါတယ်ယောက်ျားအပေါ်မှာမထင်သလိုစူလိုက်ဆဲလိုက်ရိုက်လိုက်နှက်လိုက်ဖြင့်မိမချမ်းကြီးအဖြစ်နဲ့၎င်းယောက်ျားအပေါ်မှာချစ်တဲ့စိတ်ဝင်သွားပြန်ရင်လည်းသူမဟုတ်တော့တဲ့အတိုင်းပဲချစ်စရာကောင်းတဲ့ကလေးလေးအသွင်ပြောင်းကချွဲနေခြင်းတို့ဖြင့်၎င်းယောက်ျားလှုပ်သွားနေချိန်မှာလည်းမျက်နှာလေးညိုကလွမ်းနေခြင်းဖြင့်၎င်းယောက်ျားအပြင်သွားလို့စောစောပြန်မလာတဲ့အခါကျရင်လည်းဒုတ်တစ်ချောင်းဆွဲကလိုက်ခေါ်ခြင်းဖြင့်၎င်းကြရနေရာကနေပြီးတော့လက်တံပြောင်ဖြင့်သူမ၏ယောက်ျားနိုင်ခြင်းအမှုပညာကိုပြသနိုင်ခဲ့သဖြင့်ဒီနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုထိုက်တန်စွာရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာယခုမြင်တွေ့ခဲ့ရတာတွေကတော့သူမရဲ့ယောက်ျားနိုင်ခြင်းအမှုပညာထုတ်နှုတ်ချက်တချို့ပဲဖြစ်ပါတယ်ခင်ဗျာ